ဒါ fail ဖြစ်သွားတဲ့အကြောင်းသားတွေပေါ့နော်အဲ့တော့ fail ဖြစ်သွားတယ်ဆိုတော့ကျွန်တော်ဒါကြာရှုံးသွားတာပေါ့အိမ်ဖိုးမှာစနိုကအမတ်အနှဲငယ်ကြောင်းဒါစနိုကကြာရှုံးသွားတဲ့အကြောင်းသားတွေအနေနဲ့ဆိုရင်စနိုကဘယ်လိုဆက်လုပ်တင်လဲเนาะဘယ်လိုဆက်လုပ်တင်လဲဆိုတဲ့အပိုင်းမှာစနိုကတေချာတခုကတော့ရှေ့ပဲဆက်သွားရမှာပဲเนาะအဲ့တော့ရှေ့ပဲဆက်သွားရမယ်ဆိုတဲ့အပိုင်းမှာလဲစနိုကအများကြီးရှိတယ်နော်နောက်ဆုံးလိုက်တာရှင်တယ်ရှေ့ကိုဆက်သွားမယ်ဆိုတဲ့အပိုင်းမှာနော်အပိုင်းတွေအများကြီးရှိတယ်အဲ့တော့ចောင်းသားတွေအနေနဲ့ဒီနေ့ဆိုရင်ဖုန်းတွေဆက်တယ်ပေါ့နော်ဥပမာနော်ဒါကျွန်တော်ကျမပေါ့နော်ဒီ M4 fail ဖြစ်သွားတယ်ပေါ့ဒီကျသွားရဲဆိုတော့ဒီ level တန်းကိုပဲပြန်ပြီးတော့တက်တင်လာဒါမှမဟုတ် N3 ကိုဆက်တင်လာဒါမျိုးတွေလာပြောကြတယ်အဲ့တော့စစေးပြောပြမယ်အဲ့ fail ဖြစ်သွားတဲ့ចောင်းသားတွေကကြတော့စနိုက M4 pass ဖြစ်သွားတယ်ဆိုတဲ့ចောင်းသားတွေထပ်ပို့ပြီးစနိုကမြင့်မြင့်ပို့ပြီးစဉ်းစားရမယ်နော်ပို့ပြီးမြင့်မြင့်စနိုတွေးပေးနိုင်ရမယ်ဘယ်လိုတွေးပေးနိုင်ရမလဲဆိုနောက်တစ်ဆင့်ကိုတက်ဖို့ဆိုတာထက်နောက်တစ်ဆင့်တက်တဲ့နေရာမှာသူတို့ကအရန်ရှက်လက်များသွားပြီအရန်ရေးကြီးသွားပြီအဲ့တော့ဆိုတော့ဆောနာပြောသလိုပဲ M4 ဖြည့်လို့ fail ဖြစ်တယ် M4 ကျတယ်ဆိုပြီး N3 ဆက်တက်ဖို့စဉ်းစားနေတဲ့ចောင်းသားတွေက50%ပဲ recommend ပေးတယ်50%ပဲ recommend ပေးတယ်အဲ့တော့ပြောချင်တာဆိုတော့ M4 fail ဖြစ်သွားပြီဆိုပြီး N3 ဖြည့် N3 တက်ပြီးတော့စနိုက M4 ပဲဖြည့်ဖြည့် N3 ပဲဖြည့်ဖြည့်ဒါကလောက်တာလောက်လို့ရတယ်ဒါကစနိုကကိုယ့်အတွက်ရှမ်းလိုက်မဟုတ်ဘူးလေเนาะဒါကတော့ရှေ့ကိုဆက်သွားနေမှာဆက်သွားနေရမှာပဲအဲ့တော့ကိုယ့်အတွက်ရှမ်းလိုက်ဖြစ်အောင်လုပ်ရမယ့်အရာပါလဲဆိုရင်ငါ M4 ဖြည့်ရကျသွားပြီဒါပေမဲ့ M4 level နဲ့เนาะစနိုက training နဲ့ရှောက်လို့ရတဲ့အလုပ်ကိုင်တွေရှိတယ်เนาะအဲ့တော့ training နဲ့ရှောက်လို့ရတဲ့အလုပ်ကိုင်တွေရှိတာဖြစ်တဲ့ကြောင့် training visa နဲ့စနိုကဘယ်တင်တန်းကျောင်းမှာလက်ခံနေလဲเนาะပြီးရင်စနိုကဘယ်တင်တန်းကျောင်းမှာလက်ခံနေလဲပြီးရင်ဒီတင်တန်းကျောင်းကရော training ထဲမှာဆိုဘယ်လိုအလုပ်ကိုင်တွေရှောက်လို့ရတယ်ပြီးရင်အသက်ကရောဘယ်အသက်အရွယ်ဒီကန့်သတ်ထားလဲဆိုတာနဲ့ပတ်သက်ပြီးတော့စနိုကဒါ interview တန်းကိုဦးစားပေးပြီးတော့ဒါစနိုရွေးချယ်တင်တယ်နော်အဲ့တော့စနိုကနော်ကိုက M4 ကြာသွားလို့စနိုက N3 ကိုဆက်မှတ်တက်နေလို့ပြောချင်တာမဟုတ်ဘူး N3 ကိုအချိန်ရရင်ဆက်ပြီးတော့လေ့လာပါဒါပေမဲ့စနိုကဒီဂျပန်စာတွေပဲစနိုကတစ်စင်လေ့လာနေုံနဲ့တင်နော်စာအုပ်ချစ်ထိုင်ပြီးဂျပန်ကိုစနိုကမရောက်သွားဘူးနော်အဲ့တော့ဂျပန်ကိုရောက်ဖို့အတွက်ဆိုတာကစနိုကကိုရှစ်တလန်းမြင်ရှစ်တလန်းစနိုကတိုးရမယ်ရှစ်နှစ်လန်းမြင်ရှစ်နှစ်လန်းတိုးရမယ်အဲ့တော့အခုလက်ရှိမှာ M40 ပြီးထားရတယ်ဒါက training ဗီဇာနဲ့သွားဖို့တော့ကရှစ်တလန်းမှီသေးတယ်နော်ပတ်ဖြစ်เสียမလို့သေးဘူးနော် info ပတ်ဖြစ်เสียမလို့ပဲနဲ့ကိုရှစ်တလန်းတိုးလို့ရသေးတဲ့အနေအထားမှာ training နဲ့အရင်ဆုံးရှစ်တလန်းတိုးတာပါနော်ဒါကသူများထက်စနိုကဒါရှစ်တလန်းတာတယ်ပေါ့နော်ဒါစနိုကဒီ training နဲ့သွားရတယ်ဆိုတာကလည်းအဲ့တော့စနိုကဒီလိုမျိုးရှစ်တလန်းတိုးထားရင်းနဲ့ပဲကိုကစနို N3 ဆက်ပြီးလေ့လာနေလို့ရတယ်ပေါ့နော်အဲ့တော့စနိုကအဓိကနဲ့တာမန်များပေါ့နော်လက်တွေ့နဲ့အကောင့်ထဲပေါ်နိုင်ဖို့အတွက်ကိုလက်တွေ့မှာအကောင့်ထဲပေါ်နိုင်ဖို့အတွက်ကိုဒါចောင်းသားတွေကိုစနိုကရှင်းပြပြီးပြောပြပေးတာပေါ့နော်အဲ့တော့ကို level တက်တွေကိုတစ်ခုပြီးတစ်ခုစနိုကတက်နေရင်းနဲ့ကစနိုကဂျပန်ကိုရောက်မသွားဘူးပေါ့နော်အဲ့ဂျပန်ကိုရောက်ဖို့ဆိုတာလက်တွေ့စနိုကအကောင့်ထဲပေါ်မှရမှာဖြစ်တဲ့ကြောင့် interview တန်းနေရနေပဲစနိုကဒါ interview တွေချိန်ပေးတာဖြစ်တဲ့ကြောင့်အဲ့တော့ M40 ပြီးသွားပြီဆိုရင် interview တန်းတွေကို join ပါเนาะဒီတင်တန်းမှာ